မင်္ဂလာပါ Nice D Channel မှာကြိုဆိုလိုက်ပါတယ် Fairtex Gym ရဲ့တမိုင်းကြောင်း History of Fairtex Gym အကြောင်း Fairtex Gym ကို1980ခုနှစ်ဝန်းကျင်မှာခွန်ဖိလစ်ဝေါင်းကထိုင်းနိုင်ငံဘန်ကောက်မြို့မှာစတင်တည်ထောင်ခဲ့ပါတယ်အစပိုင်းမှာတော့ Gym တစ်ခုအဖြစ်ထက်မွေထိုင်လေ့ကျင့်ရေးပစ္စည်း gloves, pads, shorts ထုတ်လုပ်တဲ့ Fairtex brand ကိုအရင်ဆုံးစတင်ခဲ့တာပါ1990ကနေ1980ခုနှစ်ညမှာ Fairtex ကအရေးအသွေးမြင့်မွေထိုင်းပစ္စည်းတွေထုတ်လုပ်နိုင်လို့ထိုင်းနိုင်ငံအတွင်း gym တွေ fighter တွေကစတင်အသုံးပြုလာကြပါတယ်။နောက်ပိုင်းမှာတော့ကိုယ်တိုင် fighter တွေကိုလေ့ကျင့်မွေးထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ Fairtex Gym ကိုအပြည့်အဝတည်ဆောက်ခဲ့ပါတယ်။1990ခုနှစ်များမှာကမ္ဘာအဆင့်သို့တက်လန်ဒီအချိန်ကာလမှာ Fairtex Gym က American, Japan, ဥရောပတို့ကိုမွေထိုင်းသင်တန်းပြိုင်ပွဲတွေဖြင့်ဖြန့်ချီခဲ့ပါတယ်။အရေးကြီးဆုံးအချက်မွေထိုင်းကိုလူမျိုးရေးရိုးသားအားကစားအနေနဲ့မကအပြည်ဆိုင်ရာ professional sport အဖြစ်အတိအမှတ်ပြုစေခဲ့ပါတယ်။2000နောက်ပိုင်းမှာ Fairtex Gym ကမွေထိုင်း plus MMA plus kickboxing ကိုပေါင်းသင်းလေ့ကျင့်ပေးတဲ့ gym ဖြစ်လာပါတယ်။ One Championship နဲ့အနီးကပ်ပေါင်းဆက်လာသည့်ကမ္ဘာအဆင့် fighter တွေကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ Fairtex Gym ကမွေးထုတ်ခဲ့တဲ့ဒန်တရီ fighter များ Apitik Sithiron, Kick of Death Dandayi, Yosanklai Fairtex, Kinsak Fairtex, Stan Fairtex, One Championship Champion, Muay Thai, Kickboxing, MMA အခြားနိုင်ငံခြား fighter များစွာ Fairtex Gym ရဲ့နေရာများဘန်ကောက်ပတ္တယာနိုင်ငံခြားတွေအတွက်အထူးလေ့ကျင့်ရေးစခန်း Fairtex Gym ရဲ့ထူးခြားချက်စနစ်တကျမွေထိုင်း Kidney Strength and Conditioning MMA BJJ Boxing Power ထိုင်းနဲ့နိုင်ငံခြား fighter တွေကိုအတူတူလေ့ကျင့်ပေးနိုင်ခြင်းအချင်းချုပ် Fairtex Gym ကို Philip Wong ကတည်ထောင်ပြီးမွေထိုင်းကိုကမ္ဘာအဆင့်အထိမြင့်တင်ခဲ့တဲ့ချင်း One Championship ခေတ်မှာအလွန်အရေးပါတဲ့ချင်းအမျိုးသမီးအမျိုးသားချန်ပီယံများစွာမွေးထုတ်နိုင်ခဲ့သည် Fairtex Gym History ရဲ့ All Time Legend Champions တို့ကိုမြန်မာလိုတမိုင်းအစဉ်လိုက်နားလည်လွယ်အောင်စူးစီးပြောပြမယ်။ Fairtex Gym All Time Legend Champions Fairtex Gym ဟာ1990ခုနှစ်များကတည်းကမွေထိုင်းလောကရဲ့ဒနာရီချူယူလို့တောင်ခေါ်ရတဲ့ gym ဖြစ်ပါတယ်။ Gym ဆို Johnson and Fairtex ရဲ့အကြီးဆုံး legend တစ်ယောက် Lebanese Stadium Champion World Champion 1990ခေတ်ကမွေထိုင်းကိုအုပ်စိုးခဲ့သူအာကြီးလက်ခုပ်နဲ့မယမနာဖိအားပေးစတိုင်ကြောင့် The Lightning Knee နူနာမည်ကြီး Fairtex Gym ကိုကမ္ဘာလုံးဆိုင်ရာအထိလူသိများစေခဲ့တဲ့အဓိကပုဂ္ဂိုလ် Keo Fairtex Kickboxing နဲ့ Muay Thai Crossover Legend K1 World Champion 3 ကြိမ် Lebanese Stadium Champion One Championship မတိုင်တင်ခေတ်ကမွေထိုင်းကိုကမ္ဘာ Kickboxing စင်မြင့်ပေါ်ယူဆောင်ထားနိုင်ခဲ့သူFairtex ရဲ့နီးဖြူဟာနဲ့အမြန်နှုန်းကိုကိုစားပြုတဲ့ fighter Narupo Fairtex Stadium Dominance Legend Thailand National Champion အလွန်စမတ်ကြတဲ့ ring IQ နဲ့အပြန်အလှန်တိုက်ခိုက်မှုတော့ The Classic Muay Thai Style ကိုအပြည့်အဝကိုစားပြုသူ Sima Pet Fairtex အစောပိုင်းခေတ်က Fairtex ရဲ့ lineage fighter Stadium Title Contender နဲ့ Champion Level Fighter Fairtex ရဲ့ Pressure Fighting Style ကိုစက္ခံထားသူ Modern Era Legend All-time status ထဲဝင်ထားသူ Stamp Fairtex One Muay Thai World Champion One MMA World Champion One Kickboxing Grand Prix Winner ကမ္ဘာ history က organization တစ်ခုအတွင်း၃မျိုးအောင်မြင်ခဲ့တဲ့ပထမဆုံး Fairtex Fighter Fairtex Gym ရဲ့အမြင့်ဆုံးအောင်မြင်မှု symbol Smilla Sandel One Women Muay Thai World Champion အသက်ငယ်ငယ်နဲ့ World Champion ဖြစ်ခဲ့သူ Fairtex ရဲ့အနာဂတ် legend လူသတ်မှတ်ထားတယ်အချင်းချုပ်Legend List Classic Era Johnson and Fairtex Keo Fairtex Narupo Fairtex Modern Global Era Stamp Fairtex Smilla Sandel Fairtex Gym ကို Muay Thai only gym မဟုတ်ဘဲ World Class Champion Factory လို့ခေါ်ရတဲ့အကြောင်းကဒီ legend ဒီကြောင့်ပဲဖြစ်ပါတယ်